ညတကောင်မိဘမဲ့ကောင်လေးအောင်ဟာအိမ်ဟောင်းကြီးကိုစောင့်ရှောက်တဲ့အလုပ်ရတယ်ပထမညမှာအပေါ်တက်ကမင်းကလေးငိုတန်ကြားရတယ်သွားကြည့်တော့အဖြူရောင်ဝတ်စုံနဲ့မင်းကလေးတယောက်ပြတင်းပေါက်ပတ်လှည့်ရက်နေတယ်လှည့်ကြည့်လိုက်တဲ့အချိန်မျက်နှာမရှိဘူးအောင်ထွက်ပြေးခြင်းမိမဲ့မင်းကလေးကကျမကိုကူညီပေးပါအောင်အံ့ဩသွားတယ်တရေကမတတ်ဘူးငိုနေတာပဲအခန်းတစ်ခန်းထဲမှာဓာတ်ပုံအဟောင်းတစ်ပုံတွေ့တယ်ဓာတ်ပုံထဲကမင်းကလေးကတရေနဲ့တူနေတယ်လွန်ခဲ့တဲ့15နှစ်အိမ်ရှင်ကသူ့သမီးကိုအခန်းထဲမှာပိတ်လောင်ထားခဲ့တယ်မီးလောင်တဲ့ညမှာဘယ်သူမှမကေခဲ့ဘူးလူတိုင်းကတရေလိုပဲပြောခဲ့ကြတယ်ဒါပေမဲ့သူကအဖေကိုစောင့်နေခဲ့တာအောင်ကမိဘမဲ့မဟုတ်ဘူးသူ့အဖေကအဲ့ဒီအိမ်မီးလောင်တဲ့နေ့ကမီးတပ်သမားသမီးလေးကိုမကင်နိုင်ခဲ့လို့အသက်ဆုံးရှုံးခဲ့ရတယ်အောင်ကဒီအမှန်တရားကိုအခုမှသိလာတယ်အောင်ကတရေမင်းကလေးကိုမင်းဖေမင်းကိုမစွန့်ပစ်ခဲ့ဘူးသူမင်းကိုကေဖို့စူးစမ်းရင်တည်သွားခဲ့တာတရေမင်းကလေးမျက်ရည်ကျတယ်အိမ်ကြီးတစ်ခုလုံးလင်းထိန်သွားတယ်သူမပြောင်းမယ်ချီးစုတင်ပါတဲ့အကိုအောင်လေးမျက်ရည်ကျတယ်မနက်ရောက်တော့အိမ်ကြီးထဲမှာတရေမရှိတော့ဘူးပြတင်းပေါက်ပေါ်မှာခလေးတစ်ယောက်ရဲ့လက်ရည်အခုတော့အိမ်ပြန်လို့ရပြီဒီဇလန်တို့လေးကိုသဘောကျရင် like and share လေးနဲ့ follow လေးလုပ်ခဲ့ကြပါအောင်အခုကြည့်နေတဲ့တယောက်ချင်းစိတ်ဤကျမ်းမာခြင်းကိုယ်ဤချမ်းသာခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေ